ပြုံးလင်မျိုးလေးမှာကျွန်တော်တို့စားတောက်ဆိုင်လုပ်ငန်းအတွက်အငားတော်တော်များများလိုက်နေတာကိုကျွန်တော်ဒီနေ့သတိထားမိရဲ့ဗျဒါကြောင့်မလို့ကျွန်တော်ပြုံးလင်မျိုးလေးကဘာကြောင့်အငားလိုက်နေရလဲလို့မေးရင်ကျွန်တော်ပြုံးလင်ဆိုတဲ့တောင်ပေါ်မျိုးလေးကအပန်းဖြေအနားယူတော့ကျွန်တော်မျိုးလေးဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်စားတောက်ဆိုင်လုပ်ငန်းတော်တော်များများကကျွန်တော်ဘယ်ဆိုင်မဲကြီးကြီးကျွန်တော်အပြည့်အနှံ့ကျွန်တော်အားပေးမှုတွေကိုကျွန်တော်အနေနဲ့သတိထားမိရဲ့ဗျဒါကြောင့်မလို့ကျွန်တော်တို့အငားဒီနေ့ဈေးကွက်ရာကျွန်တော်မိတ်ဆွေများငားရမ်းလို့ရတယ်ကျွန်တော်နေရာလေး၃နေရာကိုကျွန်တော်မိတ်ဆွေများကိုမိတ်ဆက်ပေးမယ်ဗျဟုတ်ကဲ့မင်္ဂလာပါကျွန်တော်မာစတာဆက်ပါဈေးကွက်စီးပွားရေးစနစ်ရကြည့်မယ်ဆိုရင်လည်းကျွန်တော်ပြုံးလွင်ဆိုတဲ့တောင်ပေါ်မျိုးလေးမှာလူမျိုးမျိုးဘာသာမျိုးသုံးဆောင်လို့ရတဲ့ဆိုင်ပေါင်းမြောင်များစွာကိုဖွင့်လှစ်ပေးထားရဗျဒါကလည်းကျွန်တော်တို့မျိုးရဲ့အားသာချက်တစ်ခုဆိုပြီးတော့လည်းကျွန်တော်အနေနဲ့ညွှန်းဆိုလို့ရသေးတယ်ဗျဒါကြောင့်မလို့ကျွန်တော်မိတ်ဆွေများကအချက်ချာကြပြီးတော့မှဒေါင်းဒေါင်းကြတဲ့နေရာမျိုးမှာကျွန်တော်တို့ဆိုင်ငန်းကိုငှားရမ်းပြီးဖွင့်လှစ်ချင်တယ်ဆိုရင်ကျွန်တော်တို့နှစ်ချုပ်အနေနဲ့ငှားရမ်းပြီးဖွင့်လှစ်လို့ရတဲ့ကျွန်တော်နေရာလေး၃ခုကိုမိတ်ဆက်ပေးမယ်ဗျကျွန်တော်ယခုလက်ရှိရောက်နေတဲ့နေရာလေးကတော့ကျွန်တော်လွန်ခဲ့တဲ့၄-၅နှစ်လောက်ကအယောင်းဝယ်ပြုလုပ်ပေးခဲ့တဲ့ကျွန်တော်တို့နေရာလေးကိုငှားရမ်းမှုအနေနဲ့ကျွန်တော်အနေနဲ့ငှားရမ်းပေးမယ်ဗျကျွန်တော်မြေအကျယ်အနေနဲ့တရေကအကျယ်ဝန်းရှိပြီးတော့မှကျွန်တော်ကန်တော်ကြီးသွားရလမ်းမကြီးပေါ်မှာလည်းမေးတင်မယ်ပြီးသွားရင်ကျွန်တော်နောက်ကကန်တော်လေးကိုလည်းမေးတင်တယ်ဆိုတဲ့အတွက်နှစ်ဖက်ပွင့်အနေထားတစ်ခုကိုကျွန်တော်အနေနဲ့ငှားရမ်းပေးပါမယ်ကျွန်တော်ဒီရဲ့လမ်းမကြီးပေါ်မှာဆိုရင်တော့ကျွန်တော်တရေကအကျယ်ဝန်းကို120တလောက်320နဲ့ငှားရမ်းပေးဖို့အစီအစဉ်ရှိပါတယ်ကျွန်တော်နှစ်ချုပ်အနေနဲ့အနည်းဆုံး3နှစ်လောက်ကျွန်တော်ငှားရမ်းလို့ရပါတယ်ဗျနောက်ထပ်တနေရာကတော့ကျွန်တော်တို့ပြုံးလင်မြို့ရဲ့ကန္နမာမြိုင်အဝိုင်းဖြစ်တဲ့ကျွန်တော်ဒီမြင်းလဲဂိတ်ရဲ့အကျော်လေးမှာရှိတဲ့ကျွန်တော်ဒီရဲ့လမ်းမကြီးပေါ်မှာဆိုရင်1.3ဧကအကျယ်ဝန်းရှိတဲ့ကျွန်တော်မြေဧကအကျယ်ကိုကျွန်တော်ငှားရမ်းကအနေနဲ့ကျွန်တော်တို့တစ်လောက်300နဲ့ကျွန်တော်နေရာလေးတစ်ခုလဲဆက်လက်ပြီးတော့မှဖော်ပြပြရသေးကျွန်တော်ဒီနေရာလေးကလည်းကျွန်တော်မိတ်ဆွေများအနေနဲ့စားတောက်ဆိုင်လုပ်ငန်းကိုကောင်းစွာပြုလုပ်လို့ရတော့နေရာနေထားလေးတစ်ခုပါကျွန်တော်ဒီရဲ့လမ်းမကြီးပေါ်မှာ1.3ဧကအကျယ်ဝန်းရှိတဲ့ကျွန်တော်မြေဧကကျယ်ကိုတစ်လောက်ကိုကျွန်တော်တို့300နဲ့နှစ်ချုံငှားရမ်းလို့ရပါသေးတယ်နောက်ထပ်ကျွန်တော်တို့နောက်ဆုံးတနေရာတစ်ခုလေးကိုကျွန်တော်မိတ်ဆွေများကိုညွှန်းဆိုပြရသေးဗျဒီနေရာလေးကတော့ကျွန်တော်ပြုံးလင်မြို့ရဲ့တရုတ်ပုံကျောင်းနဲ့အနီးဆုံးနေရာမှာရှိမယ်ကျွန်တော်ပြုံးလင်မြို့ရဲ့မြို့ပတ်လမ်းဖြစ်တဲ့ကန်တော်ကြီးသွားရာကျွန်တော်လမ်းမကြီးနဲ့စုံတဲ့နေရာလေးမှာရှိတယ်ကျွန်တော်မြေဧကအကျယ်အနေနဲ့3.34ဧကအကျယ်ဝန်းရှိပြီးတော့မှမျက်နှာပွင့်ကကျွန်တော်P120ရှိမယ်နှစ်ထပ်အဆောက်အဦတစ်လုံးပါမယ်ကျွန်တော်ရှင်းနောက်ကP200လမ်းနှစ်ဖက်ပွင့်နဲ့ကျွန်တော်ဒီနေရာလေးကိုလည်းငှားရမ်းပေးဦးမှာပါကျွန်တော်ငှားရမ်းပေးမယ်ဆိုတော့ကျွန်တော်3နေရာလုံးကကျွန်တော်လမ်းဥပစ္စာအနေနဲ့ကျယ်လွန်းမှုရှိတယ်ပတ်ဝန်းကျင်နေထားရပြောစရာမလိုပဲနဲ့ကျွန်တော်မိတ်ဆွေများဘာဆိုင်မဲဖွင့်ဖွင့်ကျွန်တော်စီကားတိုက်မြိုက်မဲကျွန်တော်တို့အနေထားတစ်ခုဆိုပြီးတော့ကျွန်တော်အနေနဲ့ညွှန်းဆိုပြရသည်ကျွန်တော်ဒီနေရာလေးကလည်းနှစ်ချုပ်ငှားရမ်းလို့ရပါသေးတယ်ကျွန်တော်တစ်လောက်ကို350နဲ့အလျှော်တင်းလေးရှိပါသေးတယ်ကျွန်တော်ယခုလိုမိတ်ဆက်ပေးတယ်ကျွန်တော်နေရာ3နေရာတဲ့ကတနေရာကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်ရဲ့ Master Set Interview ဆက်သွယ်ပေးပါကျွန်တော်ရဲ့ထုံးစံတိုင်းပိုင်ရှင်တဲ့ ဓာတ်ရိုက်ဆိုတဲ့အတွက်ကျွန်တော်မိတ်ဆွေများမနစ်နာစီကိုဈေးနှုန်းအသင့်တင့်ဖြစ်အောင်ကျွန်တော်အနေနဲ့ဆောင်ရွက်ပေးပါမယ်အားလုံးကိုကျေးဇူးများတင်ပါတယ်ဗျ